မင်္ဂလာပါကျမရဲ့ client တယောက်ကိုသူ့ရဲ့ဆရာဝန်ကကိုဝင်ဆောင်မှုအတွက်အာဟာရကောင်းကောင်းလိုတဲ့ဥပမာအဖြစ်ကျက်ဥများများစားလို့ပြောပေးလိုက်တယ်။သူကလည်းဆရာဝန်ရဲ့စကားကိုတသွေးမတိန်နားထောင်တဲ့အတွက်ကျက်ဥစားစားတယ်။ကျမစီကိုရောက်လာပြီးတော့ one on one ဆွေးနွေးတဲ့အခါမှာသူကဘာပြောလဲဆိုတော့တနေ့ကိုကျက်ဥ4-5လုံးမနက်စာအနေနဲ့စားတယ်လို့ပြောတယ်။အဲ့တော့ပြဿနာကဘာဖြစ်လာလဲဆိုတော့ကျက်ဥတွေတနေ့ကို4-5လုံးနေ့စဉ်စားတဲ့အတွက်သူအီလာတယ်2ပတ်3ပတ်လောက်နေတော့ကျက်ဥတာမမြင်ကျင်တော့ဘူးဖြစ်လာတယ်။နောက်တစ်ခုကကျက်ဥစားနေတဲ့ဒီလောက်ကြီးစားနေတဲ့အတွက်သူ biteတင်းပြီးတဲ့အခါကျတော့တခြားလိုအပ်တဲ့အာဟာရတွေကိုမစားဖြစ်တော့ဘူးပေါ့နော်ဒီမနက်စာမှာမစားဖြစ်တဲ့အပြင်နေ့လယ်စာအထိတောင်မှသူအီနေတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့ကျက်ဥကကောင်းတယ်လေကျက်ဥကကောင်းတယ်အာဟာရတွေအများကြီးပါတယ် protein တွေပါတယ်လိုအပ်တဲ့ vitamin C ပါတယ်နောက် mineral တွေပေါ့နော်သတ္တုဓာတ်တွေပါတယ်ကျမတို့ကိုဝင်ဆောင်အတွက်မှလည်းလိုတဲ့ choline ဆိုတာလည်းကျက်ဥထဲမှာကောင်းကောင်းပါတယ်အဲ့တော့ခုနပြောသလိုပြဿနာကကျက်ဥစားတာတော့မဟုတ်ဘူးဒါပေမဲ့လို့ကိုကတစ်ခုကိုအများကြီးယူလိုက်တဲ့အခါမှာအစွန်းရောက်သွားတယ်ပေါ့နော်အစွန်းရောက်ပြီးတော့မမျှမတတွေဖြစ်တယ်လိုအပ်တဲ့ဟာတွေကမရတော့ဘူးအဲ့တော့ကျမကပြန်ပြင်ပြီးတော့ထိမ့်ညစ်ပေးရတယ်ကျက်ဥတစ်နေ့ကိုတစ်လုံးနှလုံးဆိုလုံလောက်ပြီးနောက်တော့တန်တဲ့ဘေးဟာတွေသူ့စီမှာလိုနေရဲဆိုတာကိုသင်ပြောပြပေးရတယ်အဲ့လိုမျိုးနဲ့ပြန်ညှိပေးရတယ်အဲ့တော့ကျမလုပ်တဲ့ဒီ fertility nutrition ဒီကိုဝင်ဆောင်မှုလုပ်နေတဲ့အာဟာရမှာဆိုလို့ရှိရင်ဒါမျိုးလေးတွေထိညှိပေးတာဖြစ်တယ်။ကျွန်မကဝေဆန်းတီပါဩစတြေးလျကအာဟာရပညာရှင်တူဖြစ်ပါတယ်။မြန်မာပြည်က client အနေနဲ့လည်းကိုဝင်ဆောင်မှုအမျိုးသမီးတွေခန္ဓာကိုယ်ပြင်ဆင်တဲ့အချိန်မှာဘယ်လိုစားတောက်နေထိုင်ရမလဲဆိုတာကိုညွှန်ကြားပေးရသူဖြစ်ပါတယ်။ကျွန်မအခုလာမယ့် February မှာအခြေခံအာဟာရသင်တန်း Fertility Foundation စပြီးတော့ registration တွေလက်ခံနေပါပြီဒါကျွန်မရဲ့ဒုတိယအသုတ်ပါဒီဟာမျိုးလေးတွေဘယ်လိုစားတောက်နေထိုင်ရမလဲမျှမျှတတစားတောက်ရမယ်ဆိုတဲ့ဟာကိုကျွန်မသင်ပေးပါတယ်ကျွန်မ one on one တယောက်ချင်းလည်းအလုပ်လုပ်ပါတယ်အဲ့ဒါတွေကိုစိတ်ဝင်စားရဲဆိုလို့ရှိရင်ကျွန်မကို message ပို့ပြီးတော့စုံစမ်းနိုင်ပါတယ်ကျွန်မအခကြေးငွေရှိပါတယ်ကျေးဇူးတင်ပါတယ်အားလုံး see you next time